ခုဆိုရင်ကျွန်တော်တို့နွားလိုဘိုးတောင်ထိပ်ကိုရောက်ရှိပြီဖြစ်ပါတယ်111လို့အော်လို့ရပါပြီအရင်လာပါတယ်ရှုခင်းလေးပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဇွဲကပင်တောင်ကိုအရင်တက်ကြမှာဖြစ်ပြီးတောင်မော်ကနေနွားလိုဘိုးတောင်ကြီးကိုခရီးဆက်ကြမှာပဲဖြစ်ပါတယ်တောင်မတက်ခင်အချိန်လေးကမိုးရွာထားတာဖြစ်လို့တောင်တက်လန်ရဲ့အချို့နေရာတွေမှာအခုလိုတောင်ကျရွေနဲ့လှပလို့နေပါတယ်လမ်းတစ်ချောင်းမှာတွေ့ရတယ်ရေလေးတွေကျနေတာဖြစ်ပါတယ်မိုးရဒီမှာတောင်တက်ရတာတိုက်တာဒီချက်လည်းတစ်ချက်ပါပါတယ်ဇွဲကပင်တောင်တက်လမ်းမှာအရန်လာတဲ့ကြောက်လီကာလေးဖြစ်ပါတယ်ဒီနေရာလေးမှာတော်များအမတရားတပုံနေရိုက်ကြပါတယ်မမောသေးဟုတ်လားဟုတ်တယ်ဟေးစီပဲအခုကတောင်မြဲတက်နေတော့မမောဘူးလားဆိုပြီးမေးလို့ပါကျွန်တော်လည်းမောပါတယ်ဒီတစ်ခါပုံမောပါတယ်ကြောက်လီကာလေးကြော်ပြီးရဲ့နေရာမှာတော့အခုလိုအရန်ကိုလာတဲ့ view point လေးရှိပါတယ်မောဒီပဲမဲ့တွေ့လိုက်ရင်တကယ်ကိုမောပြည့်သွားမှာလေးအေးလေးတွေရလို့အမောပြည့်သွားပါပြီဒီနေရာလေးကတော့တောင်တက်လမ်းမှာရှိရဲတခုကြီးတော့တောင်ပတ်မြေလမ်းလေးပဲဖြစ်ပါတယ်တကယ်ကိုလှပါတယ်အခုမြူတွေစိုင်းနေတာဖြစ်လို့ကျွန်တော်တို့တောင်ထိပ်ကိုမမြင်ရဘူးဖြစ်ပါတယ်ခဏနေကြာရင်ကျွန်တော်တို့ဇွဲကပင်တောင်ပေါ်ကိုရောက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဇွဲကပင်တောင်ပေါ်ကိုရောက်ပြီဖြစ်ပါတယ်ဒီနေ့မိုးရွာခြင်းပဲမိုးမရွာပဲနဲ့တကယ်ကိုနေတာပြီးတော့ရိုက်တူတူကတာယာနေပါတယ်ကျွန်တော်တို့နားနေပဲတက်ခဲ့ကြတာဖြစ်လို့တောင်ပေါ်အထိရောက်ဖို့အချိန်2 နာရီခွဲခန့်ကြာခဲ့ပါတယ်ဒီနေရာလေးကတော့ဇွဲကပင်မှန်တာဖြစ်ပါတယ်အရင်ရက်တွေကမိုးအရမ်းများထားတာဖြစ်လို့ဒီနေ့လေးမှာတော့ဇွဲကပင်တောင်တက်သူတွေနည်းနေတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်တောင်ပေါ်မှာမြောက်လေလည်းရှိပါတယ်ပစ္စည်းတွေကိုလူတာတို့မုတ်တွေလူတာတို့လုပ်တဲ့အတွက်ကျွန်တော်တို့သတိထားအောင်ဖြစ်ပါတယ်လိမ့်မှာပါတယ်နော်ပြောသလောက်မစိုးပါဘူးခလေးတွေကကျွန်တော်နေသားနေပေမဲ့မြူတွေအနေငယ်ရှိတာဖြစ်လို့ယူလေးကိုတော့အခုလိုပဲမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဇွဲကပင်တောင်ပေါ်မှာညာအိတ်တဲခုတ်တင်သူတွေအတွက်လည်းအခုတွေ့ရတယ်ကျွန်တော်တို့ဒီအဆောင်လေးမှာပေါ့နော်ညာအိတ်တဲခုတ်လို့ရပါတယ်အနောက်မှာအဖွဲသားတွေလည်းကြံခဲ့တာဖြစ်လို့ကျွန်တော်တို့ဖျားဘူးခိတ္တနာပြီးစောက်ကြမှာပဲဖြစ်ပါတယ်ဇွဲကပင်တောင်ပေါ်ကတက်လို့စားတော့ဆိုင်ဖြစ်ပါတယ်တက်လို့ရင်းအစုံဖြစ်ပါတယ်လက်ဖက်တော့ရလားဗျာရပါတယ်ဟုတ်ကျွန်တော်လက်ဖက်တော့လေးတွေပဲပါဒါကလုံးရဲ့ကြော်ဝဲကြီးအာလူနဲ့ရှင်တာလည်းမလာဘူးဒီအကင်းရဲ့ဒီကအစိမ်းကြော်တာတဲတောက်ရဲ့ဒါကအသားတူတာငဖဲထုနဲ့ဟိုပါပေါ့နော်ကတဲ့ကတဲ့ကတဲ့တော့ကတဲ့6ဆိုတာအဲ့ဒီဟာအဲ့ဒါပဲပေါ့ဟောအဲ့ဒီဟုတ်ကဲ့ဗျာဒီနေပါပဲရှိကြဟုတ်ကဲ့ဗျာဟင်းစုံနဲ့တက်လို့ထမင်းလေးဖြစ်ပါတယ်တပွဲကို1000ပါတကယ်ကိုရလာရှိပါတယ်တက်လို့ဆိုပေမဲ့ရေဘူးမုတ်တွေနဲ့အခြားစားကြတွေကိုလည်းဒီဆိုင်မှာဝယ်ယူလို့ရပါတယ်ထမင်းစားခိတ္တနာပြီးတဲ့အခါမှာတော့ကျွန်တော်တို့နွားလိုဘိုးတောင်စီကိုခရီးဆက်ခဲ့ကြပါတယ်အရန်လာပါတယ်ဒီညလေးဦးတစ်ဖွဲ့လုံးကမိုးရွာစေခြင်းပဲရာသီဥတုအားရှယ်ပူနေပါတယ်နေသားလို့လည်းအခုလို view တွေတွေ့ရတာဖြစ်ပါတယ်ရာသီဥတုပူနေပေမဲ့ကျွန်တော်တို့16ယောက်တစ်ဖွဲ့သားလုံးကခြေညီပြီးခြေတွက်ကြတာဖြစ်လို့တကယ်ကိုပဲခရီးတွင်ခဲ့ကြပါတယ်နွားလိုဘိုးတောင်တက်တဲ့လမ်းကကြတော့ဒီဇွဲကပင်လမ်းလိုမျိုးလှေကတဲ့တယ်မဟုတ်ပဲねအခုလိုတောလမ်းတွေကိုသွားရတာဖြစ်လို့ကျွန်တော်ကတော့ပူသဘောကျပါတယ်လူသွားလာနေတာရယ်မိုးရွာထားရယ်ကြောင့်အပင်လေးတွေကအခုလိုလမ်းတစ်လျှောက်မှာပြေးနေပါတယ်ကျွန်တော်ဘောင်းဝီရှည်လေးတွေလက်ရှိအပါလေးတွေနဲ့ဆိုရင်ပိုပြီးအဆင်ပြေနိုင်ပါတယ်တချို့ပင်လေးတွေကရားတက်လို့ပါ
ဇွဲကပင်ဘက်တက်တာဒီဘက်တက်တာပါကွာလဲဆန် 要比我们 မိုက်ကျင်တော့လမ်းနေရစား 那里头没对呢，这对，记得没呀？တူ啊，对，记得呀， ဒါဝဘိုးမြစ်ပါလား 不没嘛， အကြီးကြီးပဲဖြစ်ပါတယ် 高了，可能很有高了。 ကျွန်တော်ဒီနေရာလေးကစပြီးတော့အတက်အစင်အနေငယ်မှတ်တဲ့အတွက်ဒီကျိုးလေးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဆင်ရတက်ရပါတယ်ဒီကျိုးလေးတွေကိုတော့စက်တိုင်ကောင်ပရိုက်တာအဖွဲ့ကတက်ဆင်ထားပေးတာဖြစ်ပါတယ်ကျွန်တော်အရင်စားရောက်ပူတဲ့အခါတော့ဆိုရင်တော့ဒီတန်ကျိုးတွေကထောက်ချောက်မရှိဘဲနဲ့တချို့ခက်ခဲတဲ့နေရာတွေမှာပဲရှိရဖြစ်ပါတယ်အခုဆိုရင်တော့စက်တိုင်ကောင်ပရိုက်တာကလမ်းတစ်လျှောက်လုံးကိုတွေ့တန်းထားပေးနိုင်ပြီဖြစ်ပါတယ်ကျွန်တော်တို့သွားရတဲ့လမ်းကအနှဲငယ်ကျန်းပြီးတော့အနှဲငယ်ပြင်ပန်းနေဆိုပေမဲ့တခြားတောင်တက်ရတာတကူတော့အမောလဲတက်တာတယ်ကျွန်တော်လည်းပို့ကြိုက်ပါတယ်အဲဒါကြောင့်ငါလည်းပို့ဆိုရင်အမြဲလို့တက်ပြပါတယ်ငါလည်းပို့တောင်ကိုသွားတဲ့ခီးလေးကဇွဲကပင်တောင်ပေါ်ကစခဲ့တာဖြစ်လို့အခုလိုအစင်းလန်းတွေကိုဇက်တိုင်ကြီးပါသွားရမှာပဲဖြစ်ပါတယ်အခုလိုတန်ကြိုးတွေကြောက်ဆောင်တွေကိုလက်အားနဲ့အသုံးပြုပြီးသွားရတာဖြစ်လို့အခုလိုလက်အိတ်လေးတွေကိုတော့မဖြစ်မနေယူခဲ့ဖို့အကြံပြုချင်ပါတယ်။လမ်းရဲချို့နေရာတွေမှာလည်းအခုလိုမတ်ဆောက်တဲ့ကြောက်ဆောင်တွေကနေဆင်းရတာရှိလို့ကျွန်တော်တို့အချိန်ယူကဖြည်းဖြည်းချင်းသွားခဲ့ကြပါတယ်။ဒီလိုနေရာလေးတွေမှာတော့ကြောဖို့အိတ်ကသာပို့ပြီးအဆင်ပြေနိုင်ပြီးလေးလွယ်အိတ်လက်ဆွဲအိတ်တွေပါလာရင်တော့အနှဲငယ်အခက်ခဲဖြစ်နိုင်ပါတယ်။အဲမစားဖြည်းဖြည်းအေးစိဒီနေ့ရဲ့တောင်တက်ခီးလေးမှာတော့တခါမှတောင်မတက်ဘူးတဲ့အဖွဲသား2ဦးပါပေမဲ့အခုလိုခက်ခဲကြမ်းကြမ်းတဲ့တောင်တက်ခီးကိုပျော်ရွှင်စွာလိုက်ပါနိုင်ခဲ့ကြပါတယ်။ 我那波士嘛，俺老在前面了。 အရင်ရက်တွေကမိုးများတာဖြစ်လို့ကျွတ်လန်းတွေကရေတိုက်စားပြီးတော့တကယ်ကိုပဲမတ်ဆောက်သွားပါတယ်အရင်ထက်ကိုပို့ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ခေါက်လာတော့တော့မမှတ်ပါဘူးအခုကျွန်တော်တို့လမ်းမြင်နေရတဲ့တောင်ထိပ်ကိုခီးဆက်ရမှာဖြစ်ပါတယ်first time တောင်တက်တဲ့ခံစားချက်လေးလုပ်ပါဦး 也很表白。 အဲ့လိုလေးတောင်ထိပ်မရောက်ခင်မှာပဲကျွမ်းကျင်အစ်စ်ဖြစ်သွားပါပြီပရိုတွေဖြစ်သွားပါပြီလုံးအဲ့လိုအထိန်လို့ရတယ်အခုဆိုရင်တော့နွားလဘိုးတောင်ထိပ်ကိုပြန်တက်ရတော့မှဖြစ်လို့အတက်ခီးတွေကိုစသွားနေရပြီပဲဖြစ်ပါတယ်တောင်ထက်ရောက်ခံဒီနေရာလေးကအနှဲငယ်မှတ်တာဖြစ်လို့ကျွန်တော်တို့တေချာလေးဗီဒီယိုတစ်ဆိုင်တက်ခဲ့ကြရပါတယ်ခုဆိုရင်ကျွန်တော်တို့နွားလဘိုးတောင်ထက်ကိုရောက်ရှိပြီဖြစ်ပါတယ်တောင်ထိပ်ကစီဒီဖြစ်ပါတယ်ကျွန်တော်တို့နွားလဘိုးတောင်ထိပ်ကနေဇွဲကပင်တောင်ကိုလည်းမြင်ရတာဖြစ်ပါတယ်တောင်ထိပ်မှာအချိန်ယူကခဏနာကော်ဖီတောက်ခောက်ဆွဲဘူးတွေစားပြီးတဲ့အခါမှာတော့အမိုက်တွေကိုစနစ်တကျပြန်သိမ်းပြီးတောင်အောက်အထိကျွန်တော်တို့ပြန်သိမ်းခဲ့ကြပါတယ်ခုဆိုကျွန်တော်တို့ဇွဲကပင်နွားလဘိုးတောင်ပေါ်ကနေပြန်ဆင်းတော့မှာဖြစ်ပါတယ်အတက်မှလည်းခတ်တယ်လို့အဆင်းမှလည်းကျွန်တော်တို့သတိထားပြီးဆင်းရပါတယ်အနေငယ်မှတ်တာဖြစ်တဲ့အတွက်မိုးရသေးခြင်းပဲလုံးဝနေပူနေပါတယ်နေပူနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှုကင်တွေကိုတော့တကယ်ကိုရှင်းရှင်းလင်းလင်းမြင်ရတာဖြစ်ပါတယ်အမှတက်ရတဲ့တောင်ထဲမှာကျွန်တော်အကြိုက်ဆုံးတောင်ဖြစ်ပါတယ်
တောင်တက်ခီးတွေကိုလည်းကြိုက်တယ်စွန့်လာရတဲ့အရာတာကိုလည်းကြိုက်တယ်ဆိုရင်တော့အခုဇွဲကပင်နွားလဘိုးတောင်လေးကိုတစ်ခေါက်လောက်လာတက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီနေရာလေးကတော့တောင်ဆင်းလမ်းမှာဖြတ်သွားရတဲ့အရန်ကိုလှတဲ့တောင်ကြားရှိုကြီးတဲ့ကိုဖြတ်ဆင်းသွားရတဲ့နေရာလေးပဲဖြစ်ပါတယ်။အဲ့ဒီကနွားလဘိုးကိုရန်ကုန်ကနေပြီးတော့မော်လမြိုင်ဒီတကူတကလာ join နေဆိုတော့ဘယ်လိုနေလဲတိုက်ရတဲ့ feeling လေး အရင်ပြောတာတော့အပန်းချာပဲ မိုက်တယ်နော်လောကကျွန်တော်လည်းအရင်ကြိုက်တယ် နောက်တစ်ခါတော့ထပ်လာအောင်ဒီဗီဒီယိုလေးနဲ့တောင်တက်ခီအစုံထိလိုက်ခဲ့ပေးသူတို့ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုနေပါတောင်ဆင်းလမ်းမှာရေးစိတ်နေပါတယ်